လင်မယားနှစ်ယောက်တို့ရဲ့ဘဝအလှခုခေတ်ဆိုရှယ်မီဒီယာပေါ်မှာလင်မယားအချင်းချင်းမေတ္တာတွေပြည့်တစ္ဆာတွေပြည့်ပြီးတော့တယောက်နဲ့တယောက်ကွဲကြကွာကြဖောက်ပြန်ကြနဲ့ဒီလိုဖြစ်ကြတာတွေကိုတွေ့ရပါတယ်။ဒါကြောင့်လင်မယားဘဝအလှဆိုတာဘာလဲဆိုတော့ဘုံဘုံတို့စာတွေလေးနဲ့ရှင်းပြီးတော့မှပြောပြသွားပါမယ်။လင်မယားဘဝဆိုတာတယောက်ကိုတယောက်ပိုင်ဆိုင်ဖို့တဲ့တယောက်ကိုတယောက်နားလည်ပေးနိုင်ဖို့ကပိုးပြီးတော့မှအရေးကြီးပါတယ်။လင်ဖြစ်တဲ့သူကမယားပေါ်မှာတစ္ဆာရှိရမယ်။စိတ်ချမ်းသာအောင်စောင့်ရှောက်တတ်ရမယ်။အခက်အခဲတွေကြုံတဲ့အချိန်မှာအားကိုးရာအဖြစ်ရှိနေပေးရမှာဖြစ်ပါတယ်။မယားဖြစ်တဲ့သူကလည်းပဲလင်ပေါ်မှာလေးစားမှုရှိရမယ်။ကျင်နာနှွေးထွေးစွာဆက်ဆံပေးရမယ်။ဒုက္ခရောက်တဲ့အချိန်မှာလက်မလွတ်ဖဲနဲ့အတူတူရပ်တည်ပေးရမှာဖြစ်ပါတယ်။အိမ်တော်ရေးမှာတယောက်နဲ့တယောက်ပြိုင်လိုစိတ်တွေကစိတ်ကိုမချမ်းသာစေပါဘူး။တိခါနာလည်းပေးခြင်းကသာမိသားစုရဲ့ငြိမ်းချမ်းမှုကိုပို့ပြီးတော့ဖြစ်စေပါတယ်။စကားကြမ်းတခွန်းဟာမေတ္တာကိုပျက်စီးစေနိုင်တယ်လို့နှွေးထွေးတဲ့စကားတခွန်းဒီလည်းပဲနှလုံးသားနှစ်ခုကိုပို့ပြီးတော့မှနှိစစေပါတယ်။ဒါကြောင့်တယောက်ကိုတယောက်အပြစ်ရှာနေပါကအိမ်တော်ရေးတစ်ခုဟာပို့ပြီးတော့မှပင်ပန်းလာမယ်။တယောက်ရဲ့ကောင်းွက်ကိုတယောက်ကမြင်ပေးနိုင်မယ်ဆိုရင်တော့အဲ့ဒီအိမ်တော်စုတစ်ခုဟာပို့ပြီးတော့မှလှပလာမှာဖြစ်ပါတယ်။အိမ်တော်ရေးတစ်ခုတာယာလှပဖို့အတွက်မေတ္တာတစ္ဆာနားလည်မှုတို့ရှိဖို့လိုအပ်တယ်လို့စာဝတ်နေရေးအစဉ်ပြေဖို့လဲလိုအပ်ပါသေးတယ်ဗျ။စင်ရလွတ်မယ်ဆိုရင်စိတ်ပင်ပန်းမှုတွေများလာတာပြီးတော့စကားများခြင်းအစင်မပြေခြင်းများစွာဖြစ်လာတတ်ပါတယ်။သို့တော့ငွေကြေးရှိုံနဲ့အိမ်တော်ရေးမချမ်းသာနိုင်ပါဘူး။မေတ္တာမရှိဘူးဆိုရင်အိမ်ကြီးကြီးအိမ်ကောင်းကြီးထဲမှာပဲနေရစေကမှုအထီးကျန်နေတတ်တယ်ဗျ။ဒါကြောင့်အိမ်တော်ရေးရဲ့အလားဆိုတာပစ္စည်းဥစ္စာအစဉ်ပြေမှုရှိသလိုတယောက်ကိုတယောက်နားလည်ပေးနိုင်သောမေတ္တာနဲ့တစ္ဆာရှိခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့မိသားစုဘဝမိသားစုအလားတွေကိုပိုင်ဆိုင်ခြင်းကြတယ်ဆိုရင်တော့တဦးနဲ့တဦးမေတ္တာရှိရမယ်တစ္ဆာရှိရမယ်နားလည်မှုရှိရမယ်ဒါတွေကိုလက်ကင်ထားပြီးတော့မှစကားပြောတဲ့အခါမှာလည်းပဲနုညံ့ချိုးတာတိမ်မွေသောစကားတွေကိုပြောဆိုနိုင်ကြမယ်ဆိုရင်မိသားစုဘဝအလှကိုပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာကောင်းကြပါစေ